မိတ်ဆွေဒါကိုတစ်ချက်လောက်မြင်အောင်ကြည့်လိုက်ပါမနက်ထတယ်ထိုင်ပြီးမနက်စာစားတယ်ကားပေါ်မှာထိုင်ပြီးရုံသွားတယ်အလုံးမှာတနေကုန်ထပ်ထိုင်တယ်ညဘက်အိမ်ကိုပြန်လာပြီးအိမ်ရောက်တော့တစ်ခေါက်ထိုင်ပြန်တယ်မိတ်ဆွေကတော့ကိုယ့်ဘာသာအနားယူနေတယ်လို့ထင်မိလိမ့်မယ်တကယ်တော့ဒီထိုင်နေခြင်းရဲ့နောက်ွယ်မှာတက်ရောက်နေတာတွေအများကြီးရှိတယ်ဒီဟာကိုကျွန်တော်တို့ကလှုပ်ရှားမှုကင်တဲ့လူနေမှုပုံစံလို့ခေါ်တယ်ကြောက်စရာကောင်းတဲ့အချက်ကဒီနေထိုင်မှုပုံစံဟာကျွန်တော်တို့အပေါ်ရင်မြင်နိုင်တာထက်ပိုပြီးတော့ကျန်းမာရေးအတွက်အနေရရှိတယ်ဆိုတာကိုပဲဒါဖြင့်ဒီလှုပ်ရှားမှုကင်တဲ့နေထိုင်မှုပုံစံဆိုတာကိုကျွန်တော်တို့နည်းနည်းလောက်ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ကြရအောင်တနေကုန်နေပါထိုင်ပြီးဒါမှမဟုတ်လှဲနေတာကိုယ်ခန္ဓာလှုပ်ရှားမှုအလုံးလုံးဝကိုမရှိသလောက်ဖြစ်နေတာဒီဟာတွေကဒီနေထိုင်မှုပုံစံထဲမှာအကျုံးဝင်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်တနေကုန်ကွန်ပျူတာနဲ့လုပ်ရတဲ့အလုပ်တွေရုံးလုပ်တွေဒါတွေဒါမကကျောင်းသားကျောင်းသူလူငယ်တွေဆိုရင်အချိန်ကြာကြီးမလုံမရှားပဲစာဖတ်တာစာကြက်တာ TV အကြာကြီးကြည့်တာနိုင်ပေါင်းများစွာဖုန်းကြည့်တာဒီဟာတွေအကုန်လုံးကမလုံမရှားပဲနေထိုင်မှုပုံစံတွေပဲဖြစ်တယ်မိတ်ဆွေကငါကတော့တနေ့ကို15မိနစ်နိုင်ဝက်တော့လမ်းလျှောက်တယ်ဒီတော့ဒီနေထိုင်မှုပုံစံကငါနဲ့မဆိုင်ဘူးလို့ထင်မိလိမ့်မယ်နိုင်ဝက်လောက်လမ်းလျှောက်ပြီးတနေ့ကုန်10နာရီ12နာရီလောက်ထိုင်နေတယ်ဆိုရင်လည်းဒီ sedentary lifestyle လို့ခေါ်တဲ့နေထိုင်မှုပုံစံအနေမလွတ်သေးပါဘူးဒီလိုတနေ့ကုန်မလုံမရှားပဲနေရင်ဘာဖြစ်တတ်လဲဒီအတွက်ကတော့ကျွန်တော်တို့အဖြေရှိပါတယ်ကျွန်တော်တို့ရဲ့သွေးကြောတွေထဲကစပြီးကြည့်လိုက်ကြရအောင်ကျွန်တော်တို့ရဲ့သွေးကြောတွေထဲမှာသွေးတွေကအမြဲတမ်းလဲပတ်နေရတယ်ဒါပေမဲ့မိတ်ဆွေကငြိမ်နေတဲ့အတွက်ဒီသွေးကြောတွေထဲမှာသွေးလဲပတ်တာကိုနှိကွေးစေတယ်ပြီးရင်သွေးကြောတွေထဲမှာအဆီတွေစုလာမယ်ရေရှည်မှာဒီချက်ကသွေးတို့ယောဂဖြစ်စေဖို့ဖြစ်လာမှာဖြစ်ပါတယ်တနေ့ကုန်မလုံမရှားထိုင်နေတဲ့အတွက်ခန္ဓာကိုယ်ကလောင်ကျွမ်းမဲ့ကယ်လိုရီတွေကိုမလောင်ကျွမ်းတော့ပဲအဆီအဖြစ်တိုးလောင်လာလိုက်တယ်ငယ်ငယ်တုန်းကဒီအချက်ကမသိတာပဲမဲ့ဒီလိုနေထိုင်မှုပုံစံကနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာကိုယ်ခန္ဓာမှာအဆီတွေစုလာပြီးအဝလွန်လာစေမှာဖြစ်ပါတယ်နှစ်လရှည်ကြာလာတဲ့အခါမှာစီးကျိုယောဂပါတွဲလာတတ်ပါတယ်နောက်တစ်ခုကကြွက်သားတွေဖြစ်ပါတယ်ခန္ဓာကိုယ်မှာကြွက်သားတွေကိုအသုံးမပြုတော့တဲ့အတွက်ကြွက်သားတွေတိမ်လာတယ်ကြွက်သားတွေမှာသူတို့သိတဲ့အချက်တစ်ချက်ပဲရှိတယ်အဲ့ဒီအချက်တစ်ချက်ကဘာလဲဆိုရင်ကြွက်သားတွေကိုသုံးရင်သုံးမသုံးရင်ရှုံးဆိုတာပဲဖြစ်တယ်အဲ့တော့မိတ်ဆွေကကြွက်သားတွေကိုအသုံးမပြုတာများရင်ကြွက်သားတွေဆုံးရှုံးလာမယ်ဒီလိုကြွက်သားတွေဆုံးရှုံးလာတဲ့အတွက်တက်လုံကြတာခွန်အားကြတာအဲ့ဒါတွေဖြစ်လာမယ်ပေါ့အဲ့တော့နည်းနည်းလေးလှုပ်ရှားလိုက်ရုံနဲ့ကိုအမောမခံနိုင်တော့ဘူးဖြစ်လာမယ်နောက်တစ်ခုကတော့အယိုးတွေဖြစ်တယ်အယိုးတွေကခန္ဓာကိုယ်ကဖိအားတစ်ခုခုကိုရမှသူတို့ကတန်မာလာတာဖြစ်တယ်လမ်းလျှောက်တာပြေးတာကြက်တောင်ရိုက်တာဝိမာတာစတဲ့လေ့ကျင့်ခန်းတွေကအယိုးတွေကိုတိတ်တဲလာစေပြီးအယိုးတွေတန်မာလာစေတယ်အယိုးတွေကိုမသုံးတာကြရင်အယိုးပွားယောဂဖြစ်လာမှာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတိုင်းကကိုယ်ခံအားဆဲတွေကိုခန္ဓာကိုယ်ထဲမှာလဲပတ်စေပြီးသူတို့ရဲ့လှုပ်ဆောင်ချက်ကိုတိုးတက်စေပါတယ်ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့လူတွေမှာကိုယ်ခံအားစနစ်ကပုံမှန်လှုပ်ရှားနေတဲ့လူတွေလက်ဆိုင်အားနည်းနေမှာဖြစ်ပါတယ်ဒီအတွက်ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့လူတွေမှာဖျားလွယ်တာနှာစေးချောင်းဆိုးမကြာခဏဖြစ်တာတွေဖြစ်လာမှာဖြစ်ပါတယ်ကိုယ်ခံအားမကောင်းတဲ့အတွက်တာမန်ဖျားတာနာတာလောက်ကိုတော့နလန်ပြန်ထူနိုင်ဖို့အတွက်အချိန်တော်တော်ယူရပါတယ်ကိုယ်လက်လှုပ်ရှားမှုနေတာကခန္ဓာကိုယ်ထဲမှာဟော်မုန်းစီးကျန်းမမှန်တာတွေကိုလည်းဖြစ်စေပါတယ်ကိုယ်လက်လှုပ်ရှားမှုနည်းလေခန္ဓာကိုယ်ထဲကသွေးတွင်းတကြားဓာတ်ကိုကြောက်အောင်လုပ်ပေးမဲ့အင်ဆူလင်ဟော်မုန်းရဲ့လှုပ်ဆောင်ချက်ကျဆင်းလေဖြစ်ပါတယ်ရေရှည်မှာစီးကျုပ်ဖြစ်လာမှာဖြစ်ပါတယ်ပြီးရင်ခန္ဓာကိုယ်လှုပ်ရှားမှုနေတာကကော်တီဇောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတစ်မျိုးကိုခန္ဓာကိုယ်ထဲမှာများစေပါတယ်မိတ်ဆွေကြုံဘူးမှာပါတနေ့ကုန်မလုံမရှာဖုံးထိုင်ကြည့်ပြီးရင်တကိုယ်လုံးညောင်းညပြီးစိတ်မပျော်မရွှင်ဖြစ်နေတာမျိုးဒီကော်တီဇောဆိုတဲ့ဟော်မုန်းကတခြားပျော်ရွှင်စေတဲ့ဆီရိုတိုနင်ဒိုပါမင်စတဲ့ဟော်မုန်းတွေထွက်တာကိုလည်းနည်းအောင်လုပ်လိုက်တယ်အကျိုးဆက်ကတော့မိတ်ဆွေကဝမ်းနဲ့လွယ်တာစိတ်ဆက်လွယ်တာဒေါသထွက်လွယ်တာတွေဖြစ်လာမှာဖြစ်ပါတယ်အကျဉ်းပြန်ချုပ်ရရင်လှုပ်ရှားမှုနေတဲ့လူနေမှုပုံစံကမိတ်ဆွေရဲ့ကျန်းမာရေးကိုရေတိုးမှာရောရေရှည်မှာရောထိခိုက်စေုံသာမကခန္ဓာကိုယ်ထဲကအုံနောက်နှလုံးကြွက်သားအယိုးစတဲ့ကိုယ်တွင်းအင်္ဂါတွေကိုလည်းရေရှည်မှာအားနည်းလာစေမှာဖြစ်ပါတယ်ဒါကြောင့်လှုပ်ရှားမှုနေတဲ့လူနေမှုဘဝပုံစံတွေကနေရုံထွက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်များမှာလည်းကျန်းမာရေးအတွက်အကျိုးရှိတဲ့ဗဟုသုတရစရာဗီဒီယိုတွေကိုအမြဲမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို like and subscribe လုပ်ပြီးအားပေးခဲ့လို့ရပါတယ်ကျွန်တော်ဒေါက်တာ H ပါနောက်မှကျွန်တော်တို့အားလုံးပြန်ဆောင်ကြပါမယ်